မင်္ဂလာပါကျွန်တော်တို့ရဲ့ Movie Talk Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူသားတွေရဲ့လောဘကမကောင်းဆိုးဝါးထက်ပိုကြောက်စရာကောင်းသလားဒါမှမဟုတ်မကောင်းဆိုးဝါးဆိုတာကပဲလူသားတွေရဲ့လောဘကိုအာဟာရပြုပြီးကြီးထွားလာတာလားဒီနေ့မှာတော့2023ခုနှစ်ရဲ့အကောင်းဆုံး Thriller Korea Drama Series တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ Revenant အကြောင်းကိုတင်ဆက်ပေးရှင်ပါတယ်ဒီဇလန်ကကိုရီးယားရိုးရာယုံကြည်မှုတွေပဟီလိဆန်တဲ့တေဆုံးမှုတွေနဲ့အတူလူတွေရဲ့စိတ်နေစိတ်ထားအမှောင်ချမ်းကိုရိုက်ပြထားတာပါဇလန်ရဲ့အစအဆုံးကိုခန်းစားကြည့်အောင်များဘဝကိုခက်ခဲစွာရုန်းကန်နေရတဲ့ဂူဆန်းယောင်ရဲ့ဖခင်ဖြစ်သူပညာရှင်ဂူကမ်းမူကွယ်လွန်သွားပြီးနောက်ဖခင်ဖြစ်သူခြံထားခဲ့တဲ့အနီရောင်ဆန်ရက်ကိုလက်ခံရရှိခဲ့ပါတယ်ဒါကယူယူလက်ဆောင်တစ်ခုမဟုတ်ပဲကျင်းစာတစ်ခုရဲ့တကားဝဖြစ်နေခဲ့ပါတယ်ဒီပစ္စည်းကိုထိတွေ့လိုက်တဲ့အချိန်ကစပြီးဂူဆန်းယောင်ရဲ့အရေးထဲမှာစပင်ဖာလျားနဲ့မကောင်းဆိုးဝါးတစ်ကောင်ပူးကတ်သွားခဲ့ပါတယ်ဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုဝိညာဉ်ပညာရှင်ယွမ်ဟေးဆန်ကသတိပြုမိသွားခဲ့ပါတယ်ယွမ်ဟေးဆန်အတွက်လေဒါကအတိတ်ကဒဏ်ရာဟောင်းတစ်ခုပါဘာဖြစ်လို့လဲဆိုတော့ဒီမကောင်းဆိုးဝါးကငယ်စဉ်ကသူ့ရဲ့မိခင်ကိုတတ်ခဲ့တဲ့အရာနဲ့တခုတည်းဖြစ်နေလို့ပါပဲဒီလိုနဲ့သူတို့နှစ်ဦးကမကောင်းဆိုးဝါးရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ပူးပေါင်းခဲ့ကြပါတယ်ဒီမကောင်းဆိုးဝါးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကယောမာကွီလို့ခေါ်တဲ့အောက်လန်းနီးနဲ့ကလေးငယ်တဦးကိုရက်ဆက်စွာစတေးခဲ့ရကနေဖြစ်ပေါ်လာတဲ့အညိုးအတေးကြီးမားတဲ့ဝိညာဉ်ဖြစ်နေပြီးအစာပိုင်းမှာစတေးခံရသူကလီမုတ်ဒန်းလို့ထင်မှတ်ခဲ့ကြပေမဲ့အမှန်တကယ်စတေးခံခဲ့ရသူကသူမရဲ့အမဖြစ်သူလီဟျန်ဂီဖြစ်နေတာကိုတုံ့လှုပ်ဖွယ်တွေ့ရှိခဲ့ကြပါတယ်ဒီမကောင်းဆိုးဝါးကလူသားတွေရဲ့လောဘကိုအသုံးချပြီးခန္ဓာကိုယ်ကိုဝါမျိုးတတ်ပါတယ်ဂူဆန်းယုံကိုယ်တိုင်လည်းသူမရဲ့တဖြည်းဖြည်းကွယ်လူနီးပါးဖြစ်နေတဲ့အမြင်အာရုံကိုပြန်ရခြင်းနဲ့လောဘကြောင့်ဒီဝိညာဉ်ရဲ့လွှမ်းမိုးမှုကိုစတင်ခံယူခဲ့ပါတယ်နောက်တော့မကောင်းဆိုးဝါးကိုနှိမ်နင်းဖို့အတွက်၎င်းနဲ့ဆက်နွယ်နေတဲ့ပစ္စည်း၅မျိုးကိုရှာဖွေခဲ့ကြပါတယ်ဒါပေမဲ့မကောင်းဆိုးဝါးကအလွန်ညံ့ညံ့နဲ့များလာပါတယ်ပိုးပြီးတုံလှုပ်เสียကောင်းတာကယုံဟေဆောင်ရဲ့ဘိုးဘေးတွေကတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုအတွက်ဒီဝိညာဉ်ကိုမွေးမြူခဲ့ကြတာဖြစ်နေပါတယ်။ဂူဆန်ယောင်ရဲ့ခန္ဓာကိုယ်ကိုဝိညာဉ်ကအပိဓာသိမ့်ပိုက်ဖို့ကြိုးစားချိန်မှာသူမကမိမိကိုယ်ကိုတေချောင်းကြံစီတဲ့နီလန်းနဲ့ဝိညာဉ်ကိုပြန်လေတိုက်ခိုက်ခဲ့ပါတယ်။သူမကမိမိဘဝရဲ့တန်ဖိုးကိုနားလေသွားပြီးပြင်းထန်တဲ့စိတ်ဓာတ်နဲ့ရုန်းကန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ယုံဟေဆောင်ဟာမကောင်းဆိုးဝါးရဲ့လက်ကြံအကျွင်းကြံဖြစ်တဲ့လက်ချောင်းအယိုးကိုရှာဖွေဖျက်ဆီးလိုက်နိုင်လို့ကျိန်စာကအပီးတိုင်ပြီးဆုံးသွားခဲ့ပါတယ်။ဇလန်ရဲ့အဆုံးမှာတော့ဂူဆန်းယုံကမကောင်းဆိုးဝါးရဲ့ရန်ကလွတ်မြောက်ခဲ့ပေမဲ့သူမရဲ့မျက်စိယောဂကတော့ပျောက်ကင်းမသွားခဲ့ပါဘူး။သူမကတဖြည်းဖြည်းအမြင်အာရုံဆုံးရှုံးမဲ့အခြေအနေကိုလက်ခံလိုက်ပါတယ်။သူမကကြံရှိနေသေးတဲ့လှပတဲ့မြင်ကွင်းတွေကိုယုံဟေဆန်းနဲ့အတူကြည့်ရှုရင်းဇလန်ကပြီးဆုံးသွားပါတယ်။ဒီ Revenant စကားကလူသားတွေရဲ့လောဘကမကောင်းဆိုးဝါးတဲ့ပူကြောက်ဖို့ကောင်းတယ်လို့မိမိကိုယ်ကိုချစ်မြတ်နိုးတဲ့စိတ်ဓာတ်ကသာအမောင်တို့ကနေလွတ်မြောက်နိုင်တဲ့တခုတည်းသောလမ်းစာဖြစ်ကြောင်းပြသသွားပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းထူးခြားတဲ့ရုပ်ရှင်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြရအောင်